အားလုံးပဲမင်္ဂလာပါ International Break နိုင်ငံအသင်းဘောလုံးပွဲစဉ်တွေပြီးတဲ့နောက်မှာတော့ကျွန်တော်တို့အားလုံးစောင့်မျှော်နေကြတယ်နိုင်ငံတကာအမှတ်ပေး League Fla ပွဲစဉ်တွေပြန်လည်တက်ဝင်လာပြီဖြစ်ပါတယ်ဒီနေ့ညမှာတော့အင်္ဂလန် Premier League ပွဲစဉ်တွေအီတလီ Serie A ဂျာမန် Bundesliga ပွဲစဉ်တွေနဲ့ပြင်သစ် League Fla ပွဲစဉ်တွေရှင်ပြိုင်ကစားသွားကြမှာဖြစ်ပြီးပွဲစဉ်တွေအများကြီးရှိတဲ့အနက်မှာလူချင်းမင်းတို့အတွက်ကျွန်တော်ကတော့ထုံးစံအတိုင်းကြေးရောက်နိုင်ကြီးအများဆုံးအနိုင်ရရှိနိုင်ကြီးအများဆုံးပွဲစဉ်လေးပွဲရဲ့ရှင်ပြိုင်ကစားကြမယ့်အချိန်တွေနဲ့ဂိုးရလက်ခံမှတ်ချက်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော်နဲ့သူအစီအစဉ်လေးရဲ့အဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့အတွက်လည်းတောင်းဆိုအပ်ပါတယ်ABC Sport မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နံပါတ်1 Nottingham Forest နဲ့ Chelsea ပွဲဒီပွဲစဉ်တော့ဒီနေ့ည6 နာရီမှာကံမှာဖြစ်ပြီး Chelsea အသင်းမှအင်ရှင် Nottingham Forest အသင်းကိုတရီ80အရှုံးပေးထားပါတယ်ဂိုးပေါင်းကြီးကတော့3လုံးသွင်း90နိုင်ပါဂိုးရလက်ခံမှန်းချက်အနေနဲ့ Chelsea အနိုင်ဖြစ်ပြီးဂိုးမပြတ်နိုင်ပါဘူးဒီနှစ်သင်းအနေနဲ့ပွဲကိုထိန်းကန်သွားမယ်အလားအလာမှာရှိပါတယ်ဒါကြောင့်နှစ်ဖက်သွင်းကိုနဲမယ်ထင်ပြီးဂိုးအောက်ကြိုက်ပါတယ် Nottingham Forest 0 Chelsea 1ပါနံပါတ်2 Leipzig နဲ့ Hamburg ပွဲဒီပွဲကိုတော့ဒီနေ့ည8 နာရီမှာကံမှာဖြစ်ပြီးအင်ရှင် Leipzig မှာ Hamburg ကိုတလုံးသွင်း55ပြအရှုံးပေးထားပါတယ်ဂိုးပေါင်းကြီးကတော့3လုံးသွင်း95ပြရှုံးပါဒီပွဲစဉ်မှာတော့ Leipzig ရဲ့တိုက်စစ်စွမ်းရည်ကိုမျက်ဝါးထင်ထင်တွေ့မြင်ရမှာဖြစ်ပြီးဧည့်သည် Hamburg အနေနဲ့ဂိုးရနိုင်ကြီးခွင့်လန်းနေပါပါတယ်ဂိုးရလက်ခံမှန်းချက်အနေနဲ့ Leipzig 3 Hamburg 1ပါ Leipzig body ကြိုက်ပါတယ်နံပါတ်3 Sunderland နဲ့ Wolves ပွဲဒီပွဲစဉ်တော့ဒီနေ့ည8 နာရီခွဲမှာကမ်းမှာဖြစ်ပြီးအင်ရှင် Sunderland အသင်းမှဧည့်သည် Wolves အသင်းကိုတရီ20အရှုံးပေးထားပါတယ်ဂိုးပေါင်းကြီးကတော့နှလုံးသွင်း25ပြအရှုံးပါ Sunderland အနိုင်တေချာပြီးတော့ဂိုးတော့မပြတ်နိုင်ပါဘူးဂိုးရလက်ခံမှတ်ချက်အနေနဲ့ Sunderland 2 Wolves 1ပါတလုံးသွင်းတော့အပြည့်နိုင်မှာဖြစ်လို့ Sunderland body ကြိုက်ပါတယ်နံပါတ်4 Fulham နဲ့ Arsenal ပွဲဒီပွဲကိုတော့ဒီနေ့ည7 နာရီမှာကံမှာဖြစ်ပြီးဧည့်သည်အာဆင်နယ်အသင်းမှအင်ရှင်ဖူအန်အသင်းကိုတလုံးတရီပေးထားပါတယ်။ဂိုးပေါင်းကြီးကတော့နှလုံးသွင်း85ပြအရှုံးပါ။ဒီနှစ်သင်းအနေနဲ့အပြန်အလှန်တိုက်စစ်ဆင်ကစားသွားကြမယ်လို့ထင်မိပြီးအပြန်အလှန်သွင်းဂိုးတွေလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ဂိုးရလက်ခံမှန်းချက်အနေနဲ့ဖူအန်1အာဆင်နယ်2ပါနှစ်ဖက်သွင်းဂိုး3ဂိုးအထက်ရှိမဲ့ထင်ပြီးဂိုးပေါင်းအပေါ်ကြိုက်ပါတယ်။ဒီနေ့ရွေးချယ်ပြီးသွားတဲ့ပွဲစဉ်၄ပွဲအနက်လုံးဝအနိုင်သေးကြမဲ့ပွဲတစ်ပွဲကိုလည်းကျွန်တော်အနေနဲ့ထပ်ဆောင်ရွေးချယ်ပြီးလိုပါတယ်ဒီပွဲစဉ်ကတော့ Sunderland နဲ့ Wolves ပွဲဖြစ်ပြီး Sunderland လုံးဝအနိုင်သေးကြပါတယ် Sunderland body နဲ့ကြီးနေနေပို့ထည့်ထားပါလို့ပြောကြလိုပါတယ်အားလုံးပဲကံကောင်းကြပါစေနောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြဖို့အတွက်မျှော်လင့်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်